နေသူဗုဒ္ဓဘာသာဝင်သူတော်စင်တို့ဟာဘာကောင်းမှုပဲပြုဣဒံမေပုံညာနိဗ္ဗာနတပစ္စယောဟောတုလို့ဆိုပြီးတော့နိဗ္ဗာန်ကိုဥတည်ပြီးတော့ဆုတောင်းနေကြတယ်ဗုဒ္ဓဘာသာဝင်တို့ရဲ့ဥတည်ချက်ဟာနိဗ္ဗာန်ပဲဖြစ်တယ်တခြားဘာသာတွေမှာလည်းပဲသူတို့ရဲ့ဥတည်ချက်တွေရှိတာပေါ့နော်သို့သောဗုဒ္ဓဘာသာဝင်တွေရဲ့ဥတည်ချက်ကတော့နိဗ္ဗာန်လူတိုင်းဟာနိဗ္ဗာန်ကိုမျှော်လင့်နိဗ္ဗာန်ကိုဥတည်ချက်နဲ့နိဗ္ဗာန်ကိုရည်စူးပြီးတော့ကုသိုလ်ကောင်းမှုလုပ်ကြအဲ့တော့နိဗ္ဗာန်ကိုဖြောင်းတန်းရောက်သွားဖို့နိဗ္ဗာန်ကိုဥတည်နေတဲ့လူကတော့လူတိုင်းဖြစ်ချင်မှဖြစ်မှာပေါ့ဘယ်လိုပဲဆုတောင်းနိဗ္ဗာန်လမ်းကြောင်းပေါ်မှာရောက်ပြီးတော့နိဗ္ဗာန်ကိုဥတည်နေတဲ့လူဆိုတာဘယ်လိုအခြေအနေတွေရှိရမလဲဒါသိဖို့လိုအပ်တယ်ပေါ့အဲ့တော့နိဗ္ဗာန်ကိုတကယ်ဥတည်နေတဲ့သူကဘယ်လိုလဲဆုတောင်းမှုနဲ့ဥတည်နေတဲ့ပုဂ္ဂိုလ်ကတော့ဒါလည်းဥတည်နေသူလို့ပြောလို့ရတယ်သို့တော်လည်းတကယ်ကိုနိဗ္ဗာန်ရောက်ဖို့သေချာသွားတဲ့ပုဂ္ဂိုလ်ကတော့လိုအပ်တဲ့အရေးချင်းတွေဘာတွေရှိသလဲဆိုတာမြတ်စွာဘုရားဟောကြားထားတဲ့ဒီဒေသနာတော်ကိုနာကြားမှတ်သားကြည့်လို့ရှိရင်တို့တွေနိဗ္ဗာန်သွားဖို့လမ်းကြောင်းပေါ်မှာဥတည်နေတဲ့လူတွေဟုတ်ပလားလို့တော့ဘုနိဗ္ဗာန်ကိုမရောက်နိုင်အောင်တို့လူတွေဟာလမ်းကြားမှာအခက်ခဲတွေ့ပြီးတော့လမ်းမှာပင်တောင်းတင်းနေတဲ့လူတွေများဖြစ်နေမလားလို့ဆိုတာကိုယ်ဆုံးဖြတ်လို့ရတာပေါ့တို့တွေနိဗ္ဗာန်နဲ့နီးနေပြီလားနိဗ္ဗာန်ကိုဥတည်သွားနေတဲ့အတိုင်းဟုတ်ကလားလို့ဆိုတာကိုယ်ဆုံးဖြတ်မြတ်စွာဘုရားကတရားဓမ္မကိုဟောတဲ့အခါနိဗ္ဗာန်လမ်းကြောင်းကိုရှင်းလင်းဟောတာဘယ်နေရာမှာပဲဖြစ်ကိုယ့်ရဲ့ပတ်ဝန်းကျင်လူတွေနဲ့လူရဲ့ပတ်ဝန်းကျင်မှာရှုမြင်စရာတွေတွေးတောစရာတွေမှတ်သားလိုက်နာစရာတွေမြောက်များစွာရှိတယ်အဲ့ဒီမြောက်များစွာရှိတာတွေကိုမြတ်စွာဘုရားကနိဗ္ဗာန်သွားတဲ့လမ်းကြောင်းပေါ်ကိုဥတည်မိသွားအောင်လို့ဆွဲတင်ပေးတယ်ပေါ့တရားဆိုတာသဘာဝတရားတွေကကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတာဖြစ်သောကြောင့်သို့မဟုတ်ကိုယ်တဏ္ဍာနဲ့ကိုယ်ပတ်ဝန်းကျင်မှာရှိနေတာဖြစ်သောကြောင့်ကြည်တတ်မြင်တတ်ဖို့ပဲလိုတယ်ကြည်တတ်မြင်တတ်မှနိဗ္ဗာန်လမ်းကြောင်းပေါ်ရောက်မယ်မကြည်တတ်မမြင်တတ်ဘူးဆိုလို့ရှိရင်နိဗ္ဗာန်ဟာဘယ်ဝယ်စီလို့ရည်မှန်းရမယ်ဆိုတာကိုမသိနိုင်ကြဘူးပေါ့ဒါကြောင့်မြတ်စွာဘုရားဟောထားတာနိဗ္ဗာန်ဆိုတာအဝေးကြီးတော့မဟုတ်ဘူးအနည်းလေးပဲနိဗ္ဗာန်ကကိုယ်နဲ့ကပ်နေတဲ့နီးနေတဲ့နိဗ္ဗာန်တောင်မှပဲမမြင်နိုင်ကြဘူးတဲ့လောကမှာနီးပေမဲ့လို့မမြင်ရတာတွေအများကြီးရှိနော်ဝေးပေမဲ့လို့မြင်နေရတာတွေရှိတန္တိကေနဝိသနန္တိမဂါဓမ္မတ္တကောဣဒတရားဓမ္မနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်မှုမရှိတဲ့ပုဂ္ဂိုလ်တွေဟာမိမိအနိဗ္ဗာန်မှာနိဗ္ဗာန်ရှိနေလျက်တန်းနဲ့ထိုနိဗ္ဗာန်ကိုမတွေ့နိုင်ကြဘူးတဲ့နီးပေမဲ့မတွေ့နိုင်ဘူးလို့ပြောနိဗ္ဗာန်ဆိုတဲ့အရာဟာဘုရားဘာသာဝင်သူတော်စင်တွေမျှော်လင့်ပြီးတော့ဆုယူပန်ဆင်းနေကြတဲ့နိဗ္ဗာန်ဆိုတဲ့အရာဟာတချို့ပုဂ္ဂိုလ်တွေဖို့တော့မမျှော်မှန်းနိုင်လောက်အောင်ဝေးကွာတဲ့နေရာကြီးဖြစ်နေပြီပဲလို့တချို့ပုဂ္ဂိုလ်တွေဖို့ကြတော့အလွန်နီးတဲ့အရာဖြစ်တယ်လူပေါ်မှာမူတည်တယ်လို့ပြောတယ်နော်တချို့ပုဂ္ဂိုလ်တွေအတွက်နိဗ္ဗာန်ဟာအလွန်နီးနေတော့လေတချို့ပုဂ္ဂိုလ်တွေအတွက်နိဗ္ဗာန်ဟာအလွန်ဝေးတယ်
đó cho một lúc nếu bạn nên ní trên đôi xe nếu bạn ngủ út đi toán này để lá nhau một đôi để rồi sau lá nhau một lỗ để nếu bạn toán để làm mà nó sẽ hàng đá để xí ấy đi nó sẽ hàng đá để xí đi đôi xe nó ní ta này quên đi dạo mà vậy cái đó ní ta này mà quên dạoရှိတဲ့အဟံတားတွေကိုအဟံတားမှသိပြီးဖြတ်ကျော်ဖို့လိုတယ်အဟံတားမှမသိလို့ရှိရင်ထိုအဟံတားတွေပင်လည်းကိုယ့်အတွက်ပြောစရာဌာနကြီးတစ်ခုဖြစ်ပြီးတော့လူကျင်တာကတော့နိဗ္ဗာန်ရနေတာကတော့တန်တရားဆိုတာဖြစ်နေကြအောင်အဲ့တော့နိဗ္ဗာန်သွားခြင်းပြီဆိုလို့ရှိရင်တော့အရင်ချင်းရှင်မျိုးနဲ့ပြည့်စုံနေဖို့လိုအပ်တယ်နိဗ္ဗာန်ခရီးလမ်းမှာတတိထားရမယ့်နေရာတွေရှိတယ်ပေါ့အဲ့လိုတတိထားရမယ့်နေရာတွေကိုမြတ်စွာဘုရားကရှင်းလင်းဖော်ပြပြီးတော့ဟောထားတယ်အဲ့ဒီသုတ်တံကိုဒါရုခန္ဓောပမသုတ်တံမြန်မာပြည်ကတရားနာပရိသတ်တွေခဏခဏနာဘူးပါတစ်တုံးကြီးဆိုတာရသော်ဘုရားကကောသမိပြည်ဆိုတာအိန္ဒိယနိုင်ငံဒီကနေ့မှဆိုရင်အလဟာဘတ်ဆိုတဲ့မြို့နာမှာရှိအလဟာဘတ်မြို့ကဂင်္ဂါနဲ့ယမုနာနဲ့ဆုံစည်းတဲ့နေရာဖြစ်တော့ဂင်္ဂါမြစ်နဲ့လည်းနီးတယ်စိတ်ထဲကမျှော်မှန်းပြီးတော့ကြည့်လိုက်ကောသမိပြည်မှာမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်ခင်းကမြစ်ကမ်းကိုခိတ္တခဏရောက်ရှိလာနောက်ပါယဟန်နေနဲ့အတူခင်းကမြစ်ကမ်းကိုရောက်လာတဲ့အခါကျတော့ခင်းကမြစ်ထဲမှာတစ်တုံးကြီးတစ်တုံးဟာပေါ်လောနဲ့မျောလာရေစီးကြောင်းအတိုင်းမျောသွားတယ်ရှိတော့တမ္မမြင်ကွင်းပဲတမ္မန်တွေးမယ်ဆိုရင်ဒါတမ္မန်မြင်ခွင့်ပဲမြင်နာကဏနေတဲ့ပုဂ္ဂိုလ်တွေမြစ်ထဲမှာတစ်တုံးမျောတာမမြင်ဘူးလားမြင်ဘူးတယ်နော်အဲ့ဒါတမ္မန်မြင်ခွင့်တစ်ခုပဲသို့တော့ကြည်တတ်လို့ရှိရင်တရားဖြစ်သွားကြည်တတ်လို့ရှိရင်တရားဖြစ်တယ်ကြည်တတ်လို့တရားဖြစ်တယ်ဆိုတာပိစိကဗုဒ္ဓတွေရဲ့အထုပ္ပတ္တိတွေခက်ခဝိတ္တနာသုတ်ဆိုပိစိကဗုဒ္ဓတွေဘယ်လိုတရားဓုရလာကြတယ်ဆိုတာပြန်ပြီးတော့ပြောတဲ့ပိစိကဗုဒ္ဓတွေရဲ့ဇာတ်လမ်းတွေရှိတယ်ပေါ့ဆိုပါစို့ပန်းပွင့်လေးတစ်ပွင့်ဟာမနေ့ကအပင်မှာပွင့်ပြီးတော့လန်းဆန်းရှိအဲ့ဒီပန်းပွင့်လေးကညနေပိုင်းရောက်တဲ့အခါကျတော့နွမ်းပြီးတော့ကျွေကျသွားအဲ့ဒါလေးကိုကြည့်လိုက်လို့ရှင်လည်းပဲပန်းပွင့်လေးကပြတဲ့တရားကိုယ်တဏ္ဍာမှာဆွဲပြီးတော့ယူကြည့်လိုက်ပိစိကဗောဓိဉာဏ်ရသွားပတ်ဝန်းကျင်ကပန်းပွင့်လေးကြည့်ပြီးတော့တရားဆိုတာဖြစ်လာဒါလည်းလားဆိုမဟုတ်ဘူးလူတွေကိုအိမ်ထဲမှာသစ်ပင်လေးတွေစိုက်ထားတာရှိအခုလိုຫນွေရာသီရောက်လာတဲ့ဆောင်းရာသီကုံဆုံးလို့ຫນွေဦးရောက်လာပြီဆိုရင်သစ်ရက်ကလေးတွေကဝါပြီးတော့တစ်ဖက်ဖက်ကျွေကြတာလူတိုင်းကြုံမှုကြပါလိမ့်နော်တာမန်ပုဂ္ဂိုလ်တွေကတော့ဟာဒါသစ်ရက်ကျွေတာပဲလို့ပဲဒီလိုပဲပြောကြည့်တတ်မြင်တတ်တဲ့ပုဂ္ဂိုလ်ကြတော့အနိစ္စသဘောကိုဆင်ញင်သုံးသပ်လိုက်တာနဲ့ပိစိကဗုဒ္ဓဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်ဒီသိရလေးတွေဟာမမြဲပါဘူးမမြဲလို့ကြွေကျသွားသလိုအတ္တနာမှာရှိတဲ့ယုတ်တိနံတွေဟာလည်းပဲဒီတိုင်းပါလားဆိုတဲ့အတွေးဝင်လာတမန်ပုဂ္ဂိုလ်တွေကဒီလိုမတွေးတတ်ဘူးဘုရားသာသနာတော်နဲ့ကြုံတွေ့နေတဲ့အချိန်မှာဒီအတွေးလေးတွေကိုလေ့ကျင့်ပေးဖို့လိုတယ်အဲ့ဒီလေ့ကျင့်ပေးနာသည်ပင်လည်းပါရမီပဲမလေ့ကျင့်ဘူးဆိုလို့ရှိရင်ဒီအတွေးတွေရနိုင်ပါမလားတစ်ခါတော့တွေးလိုက်လို့ရှိရင်နောက်ထပ်ဒုတိယတွေးဖို့ခက်သေးလားမခက်ဘူးပထမတစ်ချိန်တွေးလိုက်
အဲ့ဒီအတွေးလေးဟာနောက်တစ်ခါမြင်ဒီအတွေးထပ်လာမှာဟောထပ်လာတဲ့အခါဒီအတွေးလေးတွေဟာတန်ဝေကအတွေးလေးတွေမှန်ကန်တဲ့အတွေးလေးတွေဖြစ်တဲ့အတွက်ကြောင့်နောက်ဆုံးမှာကိလေသာတွေကိုတွန်းလှန်ပြစ်နိုင်တဲ့အတွေးတစ်ခုအားကောင်းလာပြီးတော့ကိလေသာတွေကိုတွန်းလှန်သွားနိုင်တယ်ဒီလောကမှာနာယိကိစ္စကြုံတဲ့အခါမှာလည်းမြတ်စွာဘုရားကဟောတယ်တွေ့တိုင်းစုံတိုင်းမှန်ကန်တဲ့အတွေးကလေးတွေကိုတွေးတတ်ဖို့နာယိမှာမဟုတ်ပါဘူးဒီဝတ္ထုတသုတ်မှာဆိုလို့ရှိရင်လေဒီအတွေးလေးတွေကအမတန်မှတန်ဖိုးရှိတယ်ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအဖိုးအိုဖွားအိုတွေရှိဘူးလားအေးဖိုးဖွားအိုတွေကိုတာမန်ပုဂ္ဂိုလ်တွေကြတော့ဟာအဖိုးကြီးတယောက်အဖွားကြီးတယောက်ဒီလောက်ပဲတွေ့နော်ဘယ်အိမ်ကအဖိုးကြီးဘယ်အိမ်ကအဖွားကြီးဒီလောက်ပဲဒီတပူမစင်းစားဘူးဟောကြည့်တတ်မြင်တတ်တဲ့ပုဂ္ဂိုလ်တွေကြတော့အေးသူလည်းတစ်ချိန်တုန်းကငါလိုငယ်ရွယ်ပဲအခုအိုမင်းသွားချပြီငါလည်းဒီလိုအိုရအောင်မှာပါလားဆိုတဲ့အတွေးမတွေးသင့်ဘူးလားဒါတန်ဝေကအတွေးလို့ခေါ်တယ်နော်ဘုရားအလောင်းတောထွက်တယ်ဆိုတာအဲ့ဒီတန်ဝေကအတွေးကနေတွန်းပို့လိုက်တာဘလောက်ဖေးချစ်လာပါတယ်ဆိုတဲ့ရတော်တရားမိဗျာမွေးကစားသားကလေးရာဟုတ်လားစွန့်ပြစ်နိုင်တာအဲ့ဒီအတွေးပဲဟုတ်ကလားအဲ့ဒီအတွေးလေးကြောင့်အလုံးသိကြတယ်မို့လားဘုရားနမိတ်ကြီးလေးပါမြင်ပြီးတော့တောထွက်တယ်လို့ပြောကြတယ်မို့လားကိုရှိမှရောအဲ့ဒီနမိတ်ကြီးတွေမရှိဘူးလားအေးဒါလေးတွေကိုတွေးဖို့လိုတယ်ဘုရားလောင်းမှတွေးတာငါတို့နဲ့မဆိုင်ဘူးလို့မအောင်မေ့နေတယ်အဖိုးတယောက်တွေးလိုက်ရင်တွေးလိုက်စမ်းအဖွားကိုတယောက်တွေးရင်တွေးလိုက်စမ်းစရဓမ္မောမိစရံအနတ္တိတောပါဠိလိုပြောလို့ရှိရင်ငါဟာအိုခြင်းသဘောရှိနေသူဖြစ်တယ်အိုခြင်းတရားကိုငါမကျော်လွှားနိုင်ဘူးအဲ့ဒီအတွေးလေးဟာအင်မတန်အဆင့်မြင့်တဲ့အတွေးပါတာမန်အားဖြင့်တွေးမယ်ဆိုရင်ပြောမယ်ဆိုရင်ဒါဘာမှမဆန်းဘူးလို့ထင်ကောင်းထင်ကြလိမ့်မယ်နော်ဩရနာရာဘာဆန်းလို့လဲလူတိုင်းအိုးနေကြတာပဲလို့တချို့ကပြောကောင်းပြောလိုက်ဩရနာရာကိုပြဿနာလို့မထင်ဘုရားလောင်းနေကြတော့အဲ့ဒါလို့မမြင်ဘူးတန်ဝေကဖြစ်တာအဲ့ဒီတန်ဝေကအတွေးဟာအမြဲတမ်းတန်ဖိုးရှိတဲ့အသိဉာဏ်တစ်ခုရအောင်တွန်းပို့လိုက်အလုံးကြောက်ကြလိုက်မယ်ဘုရားအလောင်းမဂဒေဝမင်းကြီးဆိုတာနေမင်းမင်းလို့လည်းခေါ်တယ်အဲမဂဒေဝမင်းကြီးကတတန်းအလွန်ရှည်တဲ့လူဘဝမှာလူဖြစ်တယ်တတန်းသိရှိတယ်အခုလို့နှစ်50 60 90ဆိုဘဝခရီးဆုံးသွားတာမျိုးမဟုတ်ဘူးတောင်းချီရှည်တဲ့ခေတ်မှာအဲ့လိုခေတ်တောင်မှမိမိလျော်ရောနေတာမဟုတ်ဘူးခေါင်းကိုဖိလိမ့်ပြုပြင်ထားတဲ့သတ္တတိကိုမှားထားတယ်အစောကြီးကတည်းကမှားထားတာငါခေါင်းပေါ်မှာဆံပြူပင်တစ်ချောင်းများတွေ့ရင်ငါ့ကိုပြောပါပြောနိုင်လို့ရှိရင်ဆုတော်လက်တော်ချဟိုဆုရကျင်တော့သတ္တတိကလည်းနေတိုင်းကြည့်တယ်ခေါင်းကိုသေချာကြည့်တစ်နှစ်လည်းမဟုတ်ဘူးတစ်နှစ်လည်းမဟုတ်ဘူးနှစ်ပေါင်းများစွာနှစ်ထောင်ချီပြီးတော့ကြည့်လာဆံမင်းအဖြူတပင်မှမတွေ့သေးဘူးဟောနောက်တရက်ကြတော့ဆံမင်းနေဖီးလိမ်ပြုပြင်ကနေပြီးတော့အဖြူကလေးတစ်ချောင်းသွားတွေ့အဖြူလေးတစ်ချောင်းတွေ့တဲ့အခါဆုရတော့မှဆိုပြီးတော့ဝမ်းသာတယ်ပေါ့ရွှေမွေးညက်ကလေးနဲ့အဲ့ဒီအဖြူလေးကိုဆွတ်နှုတ်ပြီးတော့အရှင်မင်းတရားရဲ့ခေါင်းမှာဟောဒီမဲ့ဆံပြူပင်ကလေးတစ်ချောင်းရောက်နေပါပြီလက်ထက်ထက်ဘုန်းကြီးတို့တွေဆံပင်လေးတစ်ပင်ဖြူတာဘာဖြစ်ဘာမှဖြစ်ဆေးဆိုင်သွားပြီးဆေးတောင်ဆိုးလေတကောင်းလုံးဖြူလဲကိစ္စမရှိဟုတ်လား
အဲ့ဒီဘုရားလောင်းကြတော့တပင်လေးဖြူသွားတာနဲ့ပဲတကူလုံးကိုချွေးပြက်ပြက်ကြအော်ငါအိုပါလားကိုချင်းတရားငါစီရောက်လာပြီလို့ဆိုတဲ့အတွေးဘလောက်တန်ဖိုးရှိတဲ့အတွေးလဲအဲ့ဒီအတွေးဟာဘယင်းစည်းစိမ်အမတန်မှကြီးမားတဲ့မင်းစည်းစိမ်ကိုစွန့်ခွာနိုင်တဲ့စွန့်ခွာလောက်အောင်ဘယင်းစည်းစိမ်ကိုမစွန့်လွတ်နိုင်တဲ့တဏှာလောဘကိုဖယ်ရှားပြီးတော့စွန့်ခွာနိုင်လောက်အောင်တွန်းပို့လိုက်နိုင်တယ်ဘုရားလောင်းဟာတောထွက်သွားဘလောက်တန်ဖိုးရှိတဲ့အတွေးဆိုတာဒါမှတ်ထားဖို့ပေါ့နော်ဒါလေးတွေကိုတရားလို့မထင်ကြဘူးအများစုကအဲ့ဒါဟာတရားအမတန်မှကြီးမားတဲ့တရားပဲနော်ဒီအတွေးလေးတွေးနေတာကိုလူတွေကတရားအထုတ်တယ်လို့တော့ထင်ကြမှထင်ဘူးပေါ့ပြင်းပြင်းကြီးခွေမျက်စိကြီးမိတ်ပြီးတော့ဘုဒ္ဓထိုင်နေမှတရားလို့ဒီလိုထင်ကောင်းထင်လိမ့်မယ်ပြင်းပြင်းခွေမျက်စိမိတ်ပြီးတွေးကြတွေးနေတော့မဖြစ်နိုင်ဘူးလားအေးတရားဆိုတာစိတ်ထဲမှာပေါ်လာပြီးတကယ်ကိုအသိဉာဏ်ဓုတွေကိုရပြီးလောဘတွေကိုဖယ်ရှားနိုင်မှဒေါသတွေကိုဖယ်ရှားနိုင်မှမောဟတွေကိုဖယ်ရှားနိုင်မှသို့မဟုတ်မဖယ်ရှားနိုင်သေးရင်ပျော့ညံ့သွားအောင်လုပ်နိုင်မှတကယ်တရားခုနကအတွေးလေးဟာအဖိုးကြီးဖွားကြီးမြင်ရလို့ဩငါလည်းပဲအိုရအောင်ပါပဲကိုချင်းသဘောရှိသေးတယ်ဆိုတဲ့အတွေးလေးဟာဘဝကြီးပေါ်မှာတွေ့တာနေတယ်ကိုယ့်ရဲ့နုပြိုနေတဲ့ဘဝလေးပေါ်မှာအထင်အမြင်မကြီးတော့ပဲနဲ့တွေ့တာမှုတွေကင်းမသွားပြီဘူးလားအေးအဲ့ဒီတွေ့တာမှုဆိုရယ်ယုပ္ပနမဒကိုရှော့ချလိုက်နိုင်တယ်ဆိုတာနဲတာမဟုတ်ဘူးဘာဖြစ်လို့တုံးဆိုရင်နုပြိုမှုဆိုတဲ့ပုံမှာမှန်ရစ်ပြီးတော့လူတွေကငါမအိုသေးဘူးဆိုပြီးတော့လှုပ်ချနာတွေလှုပ်တတ်ကြတယ်ပေါ့အကုသိုလ်တွေစက်တိုက်ဖြစ်လာတတ်တယ်ခုနကအတွေ့တွေးလိုက်တာနဲ့တကြိုင်နဲ့ဒီပုဂ္ဂိုလ်ဟာအကုသိုလ်တွေကိုရှောင်တာမအိုရသေးခင်ကောင်းအောင်လုပ်မှာပဲဆိုတဲ့အတွေ့လေးတွေဝင်လာပြီးတော့ကောင်းတာတွေလုပ်ပြီးတယ်ဘလောက်တန်ဖိုးရှိတဲ့အတွေ့လဲကိလေသာတွေကိုတကြိုင်နဲ့ရုပ်တရက်မပယ်နိုင်သေးတော့လဲဒီအတွေ့လေးကအမတမကောင်းတယ်အေးနောက်တစ်ခုဆက်စဉ်းစားလိုက်အောင်ဆေးရုံတွေမှာနေပဲဆိုရင်လူမမာတွေမတွေ့ရပဲဘူးလားအေးတချို့အခြေအနေတွေအမတန်ဆိုးတယ်ဆိုတဲ့လူမမာတွေဟာတညီညီတညူညူနဲ့သူများထုပေးမှထနိုင်တဲ့လူမမာအဲ့ဒါကိုမြင်လိုက်ရင်လည်းအော်လူမမာကြီးပဲဘာယောဂပါလဲဒီလောက်ပဲစဉ်းစားတဲ့လူကများတယ်အဲ့ဒါကရိုးရအတွေးရိုးရအတွေးတဲ့ထူးခြားတဲ့အတွေးလေးတွေးမိစေဖို့ကိုယ့်ကိုယ်လေ့ကျင့်ပေးထားဩဗျာတိဓမ္မောမိဗျာဒိအနတ္တိတောငါလည်းချမ်းသာတတ်တဲ့ယောဂရတတ်တဲ့သဘောရှိတယ်ငါလည်းယောဂရခြင်းဆိုတဲ့ဗျာတိမကျော်လွှားနိုင်သေးဘူးကျမ်းမာနေတော့ကုသိုလ်ကောင်းမှုများများလုံးမှပဲဆိုတဲ့အတွေ့အမြတ်တန်မိုးရှိတဲ့အတွေ့တစ်ခုပဲလောကလူတွေဟာကျမ်းမာနေပြီဆိုလို့ရှိရင်ဘာမှကူမဆိုင်ပဲနဲ့မကောင်းတာတွေလုပ်မိတတ်တယ်တချို့ကျမ်းမာမှုကိုအကြောင်းပြုပြီးတော့ကြွားကြွားဝါဝါတောင်ပြောတတ်သေးတယ်နော်လူကမလေးကျမ်းမာလိုက်တာနာလည်းမစီဘူးချောင်းလည်းမဆိုးဘူးရက်စားဆိုရက်တောင်မရက်ဖူးဘူးနဲ့ပြောလိုက်သေးတယ်သူကဆေးရုံဆေးကန်းတခါမှမသွားရဘူးဆိုပြီးတော့ကိုယ်ခန္ဓာကိုယ်ကြီးကိုအထင်နေကြီးပြီးတော့ညှောက်စားနေသေးတယ်မရှိဘူးလားအဲ့ဒါမျိုးတကယ်တွေးရမှာကအဲ့ဒီအတွေးမဟုတ်ဘူးတကယ်တွေးရမှာအော်ငါခန္ဓာကိုယ်ကြီးကလည်းဖြားနာတတ်တဲ့သဘောယောဂဝေဒနာရတတ်တဲ့သဘောရှိတယ်အဲ့ဒီယောဂဝေဒနာရတဲ့သဘောကိုငါလည်းမကျော်လွှားနိုင်သေးဘူးဒီနေ့ကျတော့ကြုံရမှာပဲဆိုတဲ့အတွေးလေးနဲ့တန်ဝေကဉာဏ်ဖြစ်ပွားလို့ကိလေသာတရားတွေကိုရော့ကျသွားအောင်လုပ်ရမယ်ဟောသိခြင်းတရားနာယိကိစ္စနဲ့ဂျုံတဲ့အခါမှာလူတွေနေစဉ်နဲ့အမျှတွေ့ဆုံနေကြတာပဲသတင်းစာကောက်လှမ်းလိုက်လို့ရှိရင်တွေ့တာပဲအသက်မျိုးစုံအရွယ်မျိုးစုံသိကြကြည်ကြအေးသတင်းစာနာယိကောက်ဖတ်တဲ့လူကဘာလို့ဖတ်တော့ဆိုငါနဲ့အတိများပါသွားလား
ကိုပါရင်တော့သိမှာမဟုတ်တော့ဘူးနော်လောကလူတွေကပြောကြကြတော့ဆိုသူသေးငါဖို့သူသေးပဲပြောကြတယ်နော်သေတာကိုသူများပဲထားတယ်ကိုယ်ပဲမထားသူသေးငါဖို့သူသေးတဲ့အဲ့ဒါလို့မတွေးရဘူးနာရေးကြောင့်ညာဖတ်လိုက်ပြီးတဲ့အခါကျတော့ဒီလိုသေခြင်းတရားဟာလည်းငါတဏ္ဍာမှာရှိနေတယ်ငါလည်းမရှောင်လွှဲနိုင်ပါလားဆိုတဲ့အတွေးကိုတွေးရအဲ့ဒါမှမှန်ကန်တဲ့အတွေးလို့ပြောတာအဲ့တော့တရားဆိုတာကိုယ်ပတ်ဝန်းကျင်မှာရှိမနေဘူးလားအမြဲတမ်းကိုယ်ခန္ဓာကိုယ်နဲ့ဆက်ဆက်ပြီးတော့တွေးတတ်ဖို့အဲ့ဒီတွေးတတ်မှုကိုမြတ်စွာဘုရားသွန်သင်တာကြည်ကောသမိမြေကမ်းမှာဘာဆန်းလဲမြေကျော်မှာတစ်တုံးကြီးမျောတော့ဘာမှထူအဲ့ဒီတစ်တုံးကြီးကိုကြည့်ပြီးတော့မြတ်စွာဘုရားယဟန်တွေကိုဆုံးမတယ်တွေးကြလားဟေ့ဟိုမှာတစ်တုံးကြီးမျောနေမှန်တွေးပါတယ်ဗျာအဲ့ဒီတစ်တုံးကြီးဟာအခြေအနေကောင်းသွားလို့ရှိရင်ပင်လယ်ထဲရောက်သွားမှာတဲ့အခြေအနေမကောင်းဘဲနဲ့အနှောက်အယှက်ရှစ်မျိုးနဲ့ကျုံနေလို့ရှိရင်တော့ဒီတစ်တုံးကြီးဟာပင်လယ်ရောက်မှာမဟုတ်ဘူးတဲ့အဲ့ဒီအနှောက်အယှက်ရှစ်မျိုးဆိုတာအဓိကကတော့ဘာလို့ဆိုရင်မြတ်စွာဘုရားကနံပါတ်၈အနေနဲ့ဟောထားတာအန္တောပုတိတစ်တုံးကြီးကအဆွေးကြီးဆိုလို့ရှိရင်ဒါတော့ဝေးလံတဲ့ခရီးကြီးကိုရေထဲကနေမျောသွားတဲ့တစ်တုံးဟာဟိုကလှိုင်းပုတ်လိုက်ဒီကလှိုင်းပုတ်လိုက်ကြောက်ဆောင်နဲ့တွေ့ရင်ကြောက်ဆောင်နဲ့တိုက်လိုက်ဆိုတော့အစိတ်တိတ်မွားမွားဖြစ်ပြီးတစ်တုံးပကတိအကောင်းတိုင်းပင်လယ်ထဲရောက်နိုင်မှာမလားဆွေးနေတဲ့တစ်တုံးဆိုတာလှိုင်းပုတ်တာနဲ့တစားစီဖြစ်သွားမှာဆွေးနေတဲ့တစ်တုံးလိုပဲဘုန်းကြီးတို့တွေကိုယ့်ကိုယ်ခံစားပြီးတော့ချိန်အတွင်းကပုတ်ပြီးတော့ဆွေးနေတဲ့တစ်တုံးဆိုတာဘာကိုပြောတာလဲနိဗ္ဗာန်ရောက်ဖို့အတွက်တစ်တုံးဟာအကောင်းမွန်သည်ဖြစ်နေဖို့ပင်လယ်ထဲစီးဝင်ဖို့အတွက်တစ်တုံးဟာအကောင်းမွန်သည်ဖြစ်နေဖို့လိုအပ်တယ်လို့နိဗ္ဗာန်သွားဖို့အတွက်ဘုန်းကြီးတို့တွေမှာလည်းတစ်တုံးအဆွေးကြီးမဖြစ်ဖို့လိုအပ်တယ်တဲ့ကိုယ့်ဘာကိုကြည့်တစ်တုံးအဆွေးကြီးဟုတ်မဟုတ်တစ်တုံးဆွေးဆိုတာဘာပြောတာလဲဆိုကိုချင်းတရားပြပြနေတဲ့ပုဂ္ဂိုလ်ကိုချင်းသီလမရှိတဲ့ပုဂ္ဂိုလ်ဟာတစ်တုံးကြီးဆွေးနေတာနဲ့တူပဲအတွင်းမှာဘာအနှစ်မှမရှိဘူးအန္တောပုတိအတွင်းထဲမှာပုတ်နေတယ်ကတံဘုဇာတော့ရောက်သွားဆိုတာပြင်ဘက်ကအခွန်မာတယ်မို့လားအတွင်းထဲကြည့်လိုက်လို့ရှိရင်ပုတ်သွားအဲ့ဒါလိုပဲကိုချင်းတရားပြပြပြီးတော့ဖုံးဖိထားရတဲ့ကိုချင်းတရားရှိတယ်လောကလူတွေကဖုံးဖိပြီးတော့ဟန်ဆောင်နေတယ်အဲ့ဒါကိုမြတ်စွာဘုရားကဘာနဲ့ပြောတော့ဆိုရွှေကြီးတုတ်ထားတဲ့မြေနှထောင်းနဲ့ရွှေကြီးတုတ်ထားတဲ့မြေနှထောင်းပြင်ဘက်ကနေကြည့်လိုက်တော့ဟာရွှေနှထောင်းလေးလိုပဲဝင်းဝင်းလက်သို့တော့အတွင်းကြည့်လိုက်လို့ရှိရင်မြေကြီးပဲဘာမှမရှိမြေနှထောင်းမတ္တိကာကုန္ဒလမြေနှထောင်းရွှေချထားတဲ့မြေနှထောင်းဟာဘာမှတန်ဖိုးမရှိဘူးအဲ့ဒါလိုပဲကိုချင်းတရားပြပြနေတဲ့ပုဂ္ဂိုလ်တယောက်ကပြင်ဘက်ကနေပြီးကြည့်လိုက်ရင်သူတော်စင်အသွင်ဆောင်းနေပေမဲ့လူတော်လူကောင်းအသွင်ဆောင်းနေပေမဲ့သူကတန်ဖိုးမရှိတဲ့ပုဂ္ဂိုလ်အတွင်းကပုတ်ဆွေးနေတဲ့တစ်တုံးလိုပဲနိဗ္ဗာန်ထိအောင်သူမရောက်နိုင်ဘူးတဲ့လမ်းနေမဲ့တစားစီကွဲသွားမှာဟုတ်ကဲ့နံပါတ်1အရေးကြီးတာအဲ့ဒါတစ်တုံးတစ်ဆွေးမဖြစ်ဖို့မြတ်စွာဘုရားကဟောတယ်အဲ့ဒီတစ်တုံးကြီးကြည့်အနှစ်သာရပြည့်နေတဲ့တစ်တုံးဆိုလို့ရှိရင်တော့ပင်လယ်ထဲထိရောက်မှာပဲတဲ့အနှစ်သာရမပြည့်ပဲနဲ့အတွင်းကပုတ်နေရင်တော့လမ်းမှာပဲလှိုင်းပုတ်ထားတဲ့တစားစီဖြစ်ပြီးတော့သူပင်လယ်ရောက်မှာမဟုတ်ဘူးအဲ့တော့သင်္ချစ်သားတို့လည်းပဲအတွင်းပုတ်နေတဲ့တစ်တုံးတွေမဖြစ်စေနဲ့လို့ဒီလိုဟောလို့ရင်ဖြစ်တယ်ပေါ့နော်ကဲအဲ့ဒီတစ်တုံးကြီးဟာကောင်းပါပြီတဲ့အနှစ်သာရတော့ပြည့်တယ်လူကလည်းကိုချင်းတရားတော့ကောင်းပါလေကိုချင်းတရားလေးကောင်းတဲ့နိဗ္ဗာန်ကိုဥတည်သွားနိုင်မလားလို့ဆိုတော့လမ်းမှာအခက်အခဲတွေအများကြီးရှိသေးတယ်အနှစ်သာရရှိတဲ့တစ်တုံးပဲဖြစ်နေကြစားလှိုင်းပုတ်လို့ဟိုဘက်ကန်းကိုတင်သွားမယ်ဆိုရင်ရောရောက်ပါမလား
ဒီဘက်ကန်းတင်သွားရင်ရောမရောက်နိုင်ဘူးတဲ့ဟိုဘက်ကန်းလည်းမတင်ပါမှဒီဘက်ကန်းလည်းမတင်ပါမှတခါတရံဟိုဘက်ကန်းလည်းမတင်ပါဘူးဒီဘက်ကန်းလည်းမတင်ပါဘူးရေစိမ်ဝပြီးတော့တစ်တုံးကြီးကမပေါ်နိုင်တော့ဘူးရေထဲမြုပ်သွားတယ်တချို့တစ်တုံးတွေကလေးပြီးတော့ရေထဲမြုပ်သွားတာရှိတယ်နော်အဲ့ဒါလို့ရေထဲမြုပ်နေတဲ့တစ်တုံးကရောပင်လယ်ကမ်းထဲရောက်ပါမလားမရောက်နိုင်ဘူးမြုပ်သွားလို့ရှိရင်လည်းမရောက်နိုင်ဘူးဟိုဘက်လည်းမတင်မှဟိုဘက်ကမ်းလည်းမတင်မှဒီဘက်ကမ်းလည်းမတင်မှရေထဲလည်းမမြုပ်မှရေထဲတော့မမြုပ်ဘူးသို့တော့အလယ်ကတောင်ထွန်းနေတော့တောင်တင်သွားရင်ရောအဲ့ဒီတစ်တုံးဟာပင်လယ်ထဲရောက်ပါမရောက်ဘူးကြည့်မရောက်နိုင်တဲ့အနေအထားတွေကိုမြတ်စွာဘုရားဟောတာနော်တစ်တုံးကြီးဟာကြည့်တောင်တင်သွားတယ်ဘလို့မှမရောက်တော့ရှေ့ဆက်မသွားတော့ခီးရရပ်သွားပြီတောင်တင်လိုက်တယ်တောင်တော့မတင်ဘူးမျောတော့မျောနေတာပဲသို့တော့လူတွေကထင်းဆိုင်ဖို့ဆယ်ပြီးတော့အိမ်ယူသွားမယ်တခုအသုံးချဖို့တစ်တုံးကြီးကိုဆဲယူသွားမယ်ဆိုရင်ရောရောက်ပါမလားမရောက်ဘူးလူကတော့မဆယ်ဘူးမမြင်ရတဲ့နတ်တွေဘာတွေကနေပြီးတော့ဒီတစ်တုံးကြီးကိုမယူသွားလို့ရှိရင်ရောမရောက်နိုင်ဘူးနောက်တစ်ခုကလူကလည်းမဆယ်ဘူးနတ်ကလည်းမဆယ်ဘူးဘောလောနဲ့ရေထဲမှာမျောနေဒါပေမဲ့ဝဲနဲ့တွေ့တဲ့အခါဝဲကစုပ်ပြီးတော့နှိမ့်မြုပ်လိုက်မယ်ဆိုရင်ဝဲလည်နေတဲ့တစ်တုံးဟာပင်လယ်ထဲရောက်ပါမလားမရောက်နိုင်ဘူးတဲ့မရောက်နိုင်တာတွေအများကြီးရှိတယ်ပေါ့ဝဲလည်နေရင်လည်းမရောက်ဘူးတဲ့အဲ့တော့ဒီအခြေအနေတွေအလုံးကျော်လွှားပြီးတော့လမ်းကြီးကအဟံတားတွေကိုအကုန်လုံးဖယ်ရှားပြစ်နိုင်တဲ့အခါမှသာဟောဒီတစ်တုံးကြီးဟာပင်လယ်ထဲကိုရောက်သွားနိုင်တယ်လို့ရဟန်းတွေကိုတစ်တုံးကြီးကိုကြည့်ပြီးတော့မြတ်စွာဘုရားတရားဟောတယ်နော်ဟောဒီတစ်တုံးကြီးဟာဟိုဘက်ကမ်းမော်လည်းမတင်ဘူးဒီဘက်ကမ်းလည်းမတင်ဘူးအလဲကောင်လည်းမြုပ်မသွားဘူးတောင်လည်းမတင်ဘူးလူတွေကလည်းမဆယ်လိုက်ဘူးနတ်ကလည်းမဆယ်လိုက်ဘူးဝဲကလည်းစုပ်မထားဘူးအတွင်းကလည်းမပုတ်ဘူးတစ်တုံးအကောင်းစားဆိုလို့ရှိရင်တော့တေချာပေါက်ပဲပင်လယ်ခရီးပေါက်ရောက်သွားမှာပဲဘာဖြစ်လို့လဲဆိုမြစ်တည်ရဲ့နောက်ဆုံးဌာနပင်လယ်ပဲကိုဧရာဝတီမြစ်ကြီးအလုံးသိတဲ့အတိုင်းမေခပလိခမြစ်ဆုံကနေပြီးတော့ဧရာဝတီမြစ်ကြီးစတင်ပြီးတော့စီးဆင်းလာတယ်ဟုတ်ကဲ့လားစတင်စီးဆင်းဘယ်နည်းအောင်ရောက်သွားတော့ဆိုဘင်္ဂလားပင်လယ်အော်ထဲရောက်တာပဲဧရာဝတီမြစ်ကလမ်းထဲမှာမြစ်ဆုံမြစ်မွာတွေရှိပြီးတော့နောက်ဆုံးရောက်သွားတာဒါကြောင့်မို့လို့မြစ်ဝကျွန်းပေါ်ဧရာဝတီတိုင်းလို့ခေါ်တာပေါ့ဒီမြစ်တွေကနေဆိုနောက်ဆုံးကျတော့ပင်လယ်ထဲရောက်သွားတာမဟုတ်လားအဲ့ဒါကိုမြတ်စွာဘုရားကဥပမာထားပြီးတော့ယဟန်တွေကိုကမ္မထန်တီလံပေးနေတာဘာလို့ရမလဲနိဗ္ဗာန်ကိုဥတည်သွားဖို့အတွက်ဘာလို့ရမလဲဆိုတာဟောတယ်အဲ့ဒါလို့ဟောလိုက်တဲ့အချိန်မှာယဟန်တော်တစ်ပါးကမြတ်စွာဘုရားဒီတစ်တုံးကြီးကိုတော့အဓိကပြောတာမဟုတ်တော့မြတ်စွာဘုရားကဟောတယ်တင်တို့တွေလည်းပဲဟောဒီတစ်တုံးကြီးလို့နိဗ္ဗာန်ကိုဥတည်သွားနေဖို့လိုအပ်တယ်နိဗ္ဗာန်ကိုဥတည်နေဖို့လိုအပ်တယ်ဘာဖြစ်လို့တော့ဆိုရင်ငါဟောထားတဲ့သမ္မာဒိဋ္ဌိဆိုတာနိဗ္ဗာန်ကိုဥတည်ထားတာဆိုတော့ယဟန်တော်တစ်ပါးကလျှောက်တယ်ရှင်ဘုရားဟိုဘကန်းဆိုတာဘာပြောတာတော့ဒီဘကန်းဆိုတာကတော့ဘာပြောတာတော့နိဗ္ဗာန်သွားဖို့အတွက်အဟံတားတွေကအများကြီးရှိတယ်ကမ္မတင်ဖို့အရေးကြီးသေးတယ်ရေတောင်ခရီးနဲ့သွားနေလို့ရှိရင်ကမ္မောတက်ပြီလို့ရှိရင်ပြန်ဆင်းတော့မှမဟုတ်တော့ဘူးလေအဲ့တော့မြတ်စွာဘုရားကဒီဘက်ကန်းဆိုတာတခြားမဟုတ်ဘူးတဲ့ကိုယ်တဏ္ဍာမှာရှိနေတဲ့မျက်စိနားနာလျှာကိုယ်စိတ်လို့ဆိုတဲ့ပြင်ပကဗဟိတအာယုန်တွေကိုရယူနိုင်တဲ့အတွင်းအစ္ဆတိကအာယတနာ6ပါးကိုခေါ်တာက
cái bố gì đâu rồi mà nhất sĩ mà sĩ hù lắm nhất sĩ sĩ đấy ná sĩ đấy nạc khao sĩ đấy lea sĩ đấy cô sĩ đấy xây sổ ra sĩ đấy ấy bỏ tiền đó đấy sổ ra lúc đấy cô nhất sĩ liu ngã nhất sĩ ít trăm mama ngã nhất sĩ ít to hàm mà mình nhất sĩ hàng ngã vậy ít to mình ăn đã ngã vậy ngã lúc trên này đang giá đấy giá đi về ngã vậy ăn đã về được sổ đấy mà mang cái này ở đuôi đi đấy, giá trị bảo mà sinh nhiên tông đàn đi về solution, thà can tiền đoa vì,ဟုတ်ကဲ့အဲ့ဒီအတွေးဝင်လိုက်တာနဲ့တပြိုင်တည်းဒီဘက်ကန်းတင်သွားတာတင်သွားပြီးနိဗ္ဗာန်သွားဖို့ရမရဘူးနိဗ္ဗာန်လမ်းကြောင်းပေါ်ကနေဘေးရောက်သွားပြီနားကလေးကိုငါနားလို့နှာခေါင်းလေးကိုငါနှာခေါင်းလျှာလေးကိုငါလျှာခန္ဓာကိုယ်ငါခန္ဓာကိုယ်အဲ့ဒီအတွေးအမြင်နေတဲ့တွေ့တာနေမယ်ဆိုလို့ရှိရင်ဒီဘက်ကမ်းပေါ်မှာတင်သွားတာပဲတဲ့ဒါနိဗ္ဗာန်သွားဖို့မရှိတော့ဘူးဒီဘက်မှာတင်းနေပြီဟုတ်ကဲ့လားမျက်စိနာနာလျှာကိုယ်ဆိုတဲ့လျှာကိုယ်စိတ်ဆိုတဲ့အာယုန်တွေကိုရယူတတ်တဲ့ sense organ တွေပေါ့အဲ့ဒီ organ တွေပေါ်မှာဆွဲလန်းသွားပြီဆိုတဲ့ဆွဲလန်းသွားတာဟာတင်သွားတာပဲပေါ့မျက်စိပေါ်မှာတွေ့တာတယ်နားပေါ်မှာတွေ့တာတယ်နှာခေါင်းပေါ်မှာတွေ့တာတယ်လူတွေခြုံပြောရင်ဒါမျက်စိတွေ့တာပဲပေါ့မျက်စိတွေ့တာလို့မှတချို့ဆိုလို့ရှိရင်အမြင်မွေးတဲ့မျက်စိကအညိုရောင်လေးအနက်ရောင်လေးဆိုလို့ရှိရင်ဘာအယောင်ဆိုးကြသေးလို့မဆိုးဘူးလားဆိုးတယ်အဲ့ဒါလို့မလှလှအောင်မကောင်းကောင်းအောင်မသားရွယ်ဖြစ်အောင်ဆိုပြီးတော့ပြုပြင်ပြီးတော့မနေကြဘူးလားအဲ့ဒါကမ်းပေါ်မှာတင်းနေတာဟုတ်ကဲ့လားအဲ့ဒါကိုကမ်းတင်တာကိုတင်မှမသိဘူးရှင်ကိုဟာတို့ကကမ်းပေါ်ရောက်နိဗ္ဗာန်ကိုသွားရပါလို့ဤလို့ဆုတောင်းပေမဲ့လို့ကမ်းပေါ်မှာရောက်အောင်လေကိုကလမ်းကြောင်းပေါ်ကအောက်ရောက်နေတယ်ဟုတ်ကဲ့လားကဲတစ်ဘက်ကကိုကြည့်လိုက်အောင်မျက်စိကမြင်တဲ့အဆင်းအာယုံပေါ်မှာသွားပြီးတော့လှလိုက်တာလို့တွေးတယ်လှလိုက်တာလို့တွေးတာနဲ့လိုချင်လိုက်တာလို့ပြောတာနဲ့လောဘလာပြီမလိုချင်ဘူးလို့ပြောလိုက်တာနဲ့မုန်းစရာကောင်းတယ်လို့ပြောလိုက်တာနဲ့ဒေါသကလာပြီမလာဘူးလားမျက်စိကမြင်ရတဲ့အာယုံနားကကြားရတဲ့အသံတော့ကလူတွေနေ့စဉ်နဲ့ပြောနေတာမြင်ထားတဲ့အာယုံအကြောင်းပြောတယ်နားကကြားတဲ့အသံကိုပြောတယ်နှာခေါင်းကအနံ့အကြောင်းပြောတယ်အာယုံအကြောင်းတွေပြောနေတာအဲ့ဒီပေါ်မှာမမောနေကြဟုတ်ကဲ့လားမြင်စရာအာယုံကကိုယ်အိမ်ထဲမှာနေတိုင်းမြင်နေရိုးတော့အပြင်ထွက်ကြည့်ဟုတ်ကဲ့လားအပြင်ထွက်ကြည့်အတန်ကလည်းကိုယ်အိမ်ကကြားနေကြအတန်တွေရိုးတဲ့အခါကျတော့အပန်းအသိကလေးများတွေ့လို့ရှိရင်အဲ့ဒါလေးတစ်ချက်လေးနဲ့ထည့်ပြီးတော့မရှာဘူးလားရှာတယ်ဒါကြောင့်မလို့ဆိုင်လေးရောင်းကောင်းတာ MP3 တို့ MP4 တို့တချင်းတန်လေးနဲ့တငိမ့်ရိပ်တချို့များတစ်ချက်ကလေးနားနဲ့တတ်ထားပြီးတော့တယောက်တည်းခုံနေတာရှိသေးတယ်ဘေးကနေကြည့်ဘာဖြစ်နေတာတော့ဒီလူငရင်များလှုပ်နေတာလားရိတ်ထိုးနေတာလည်းရှိတယ်အတန်ကစီးချက်ပေးနေတော့သူ့ကိုယ်သူလည်းတခါလေအဲ့ဒီစီးချက်နောက်လိုက်ပြီးတော့ရိတ်ထိုးနေအဲ့ဒါကန်းတင်နေတာပဲမတင်ဘူးလားအဲ့ဒါကိုဟိုဘက်ကန်းလို့ခေါ်တယ်မျက်စိကဒီဘက်ကန်းဆိုရင်မျက်စိကမြင်ရတဲ့အာယုံဟိုဘက်ကန်းမဟုတ်ဘူးလားနားကဒီဘက်ကန်းဆိုရင်နားကကြားရတဲ့အတန်လေးကဟိုဘက်ကန်းအဲ့တော့ဟိုဘက်ကန်းတင်လိုက်ဒီဘက်ကန်းတင်လိုက်ဘယ်ရောက်တော့မှာတော့နိဗ္ဗာန်ရောက်ဖို့ရအတွက်ဟိုဘက်ကန်းနဲ့ညှိလိုက်ဒီဘက်ကန်းနဲ့ညှိလိုက်တခေါင်းကလည်းမွေးကြိုင်တဲ့အနံလေးဆိုကြိုက်တယ်လေဒါမို့ရေမွေးအမျိုးမျိုးထွက်တိုင်းဝယ်တယ်ပေါင်တာလည်းထွက်တိုင်းဒီကနေ့ခေတ်တထေးဖြစ်နေကြတယ်ကြည့်ဘာတနခါတို့ညာတနခါတို့ဘာပေါင်တာတို့ညာပေါင်တာတို့အဲ့ဒါကန်းတင်နေတာဒီပဲအကုန်ကန်းတင်တဲ့လူနည်းသလားများသလားများတယ်
ဣဒံမေပုံညာနိဗ္ဗာနတပစ္စယောခုမှပစ္စယောပဲရှိသေးတယ်နော်လူကကမ်းပေါ်ရောက်နေတယ်ရှာကရောကမ်းမတင်ဘူးလားဆိုတော့ရှာကအရသာဆိုတဲ့ဟိုဘက်ကမ်းပေါ်မှာလဲသွားတင်းနေပြန်တယ်အိမ်ကထမင်းစားမကောင်းလို့စားတော့ဆိုင်သွားစားဗမာထမင်းရိုးလို့တဲ့ကိုရီးယားအစားစားထိုင်းအစားစားအသားခင်လေးဆိုသွားစားကြပြန်ဘယ်ဆိုင်ကကောင်းတယ်ဆိုသတင်းတောင်ပေးလိုက်သေးတယ်အဲ့ဒါကမ်းတင်လိုက်ပုံကတော့နော်အဲ့တော့ဟိုဘက်ကမ်းနဲ့တင်မသွားဘူးလားဒါချုံးငုံကြည့်တကဘာလုံးကိုပြောတာနော်လူသားတွေရဲ့အနေထားကြည့်ဟိုဘက်ကမ်းတင်လိုက်ဒီဘက်ကမ်းတင်လိုက်နဲ့ဘလို့လို့ပြီးတော့ရှေ့ခရီးဆက်လို့ရမှာတော့အထီးတွေ့ဆိုလို့ရှိရင်လည်းကြည့်လေအထီးတွေ့နဲ့ပတ်သက်လာလို့ရှိရင်လည်းပဲအမျိုးမျိုးအဝတ်ကစားပြီးတော့လူညံတဲ့အဝတ်ကလေးတွေကောင်းတာလေးတွေအိယာခင်းအိရဲ့ကတင်ကစားပြီးတော့ကောင်းတာလေးနဲ့ဒါလည်းကန်းတင်သွားတာပဲပေါ့စိတ်ခံမှုလှုပ်တာမှန်သမျှအကုန်ကန်းတင်တာကြီးပဲဟုတ်ကဲ့စိတ်ကပြပြအားတွေတော့ဖယ်လိုက်အောင်စိတ်ထဲကနေပြီးတော့အတွေးလှလှလေးတွေတွေးနေရလို့ရှင်လေသူကခြေတတ်နေသေးတယ်အဲ့ဒါလည်းဟိုဘက်ကန်းတင်တာပဲကဲအချုံးကုန်ပြောလိုက်မယ်ဆိုရင်ဒီဘက်ကန်းဆိုတာဣဇတိကာယရဏ6ပါးဣဇတိကာယရဏ6ပါးလို့ပြောလိုက်လို့ရှိရင်စာရဲဟာသွားတတိတရားပဲဣဇတိကာယရဏ6ပါးလို့ပြောလိုက်ကြတဲ့ငါမျက်စိငါနားငါနှာခေါင်းဟုတ်လားမျက်စိနားနာလျှာကိုယ်စိတ်ဆိုတာကိုပြောတာလို့မှတ်တာဟိုဘက်ကန်းနဲ့အလားတရာတူတဲ့ဘာဟိရာယရဏ6ပါးမြင်စရာအာယုံကြားစရာအသံနမ်းရှုစရာအနတ်လျက်စရာအရသာထိတွေ့စရာအထီးအတွေ့နဲ့စိတ်ကူးကြံစည်စရာအာယုန်တွေအဲ့တော့ဟိုဘက်ကန်းရောက်လိုက်ဒီဘက်ကန်းရောက်လိုက်ဟိုဘက်ကန်းတက်လိုက်ဒီဘက်ကန်းတက်လိုက်လဲဆိုနိဗ္ဗာန်ခရီးရဲ့တွေ့မှမှာဒီဘက်ကန်းတင်းနေတာနဲ့ပြီးတော့ပြန်ရောတဘဝဟိုဘက်ကန်းတင်းနေတာနဲ့ပြီးတော့ပြန်ရောတဘဝအဲ့ဒါလို့ဘဝပေါင်းတွေမြောင်များစွာနဲ့နေတဲ့လူတွေဘယ်လိုလုပ်ပြီးနိဗ္ဗာန်ရောက်နိုင်မလဲတဲ့အဲ့ဒီဟိုဘက်ကန်းလည်းမကတ်နဲ့ဒီဘက်ကန်းလည်းမတင်စေနဲ့ဆိုတာဣဇတိကာယရဏ6ပါးမျက်စိနာနာလျှာကိုယ်ပေါ်မှာလည်းပဲဆွဲလန်းမှုမပြုနဲ့အစင်းအတန်အနတ်အရသာအထီးအတွေ့ပေါ်မှာလည်းပဲမဲ့မဲ့မောမောနဲ့မတွေ့တာနဲ့အဲ့ဒါဆိုလို့ရှိရင်တော့ဟိုဘက်ကန်းလည်းမကတ်ဘူးဒီဘက်ကန်းလည်းမကတ်ဘူးရှေ့ဆက်သွားဖို့ရမဖြစ်ပေဘူးလားသို့တော့အလဲကောင်းနေတယ်ဆိုုံနဲ့လည်းပဲစိတ်မချနဲ့အောင်လူတွေမှာဘာဖြစ်လဲဆိုနန္ဒီရာဂတဲ့နစ်သွားနိုင်သေးတယ်တဲ့ဟောဒီရေထဲမှာနစ်သွားနိုင်သေးတယ်ဟိုဘက်ကန်းတော့မတင်ပါဘူးဒီဘက်ကန်းတော့မတင်ဘူးသို့တော့ရေထဲမြုပ်သွားရေထဲမြုပ်တယ်ဆိုတာမိသားစုတွေကခေါင်းကိုမဖော်နိုင်ဘူးတန်ရောစင်တွေကြီးလို့မရှိဘူးလားဘယ်မှမသွားနိုင်ဘူးကြီးစိတ်မချလို့သာသမီစိတ်မချလို့ဘယ်မှမသွားနိုင်မြုပ်မနေဘူးလားဒီဘက်ကန်းထဲမှာဒီရေလေကောင်မှလည်းမြုပ်သွားသေးတာပဲအတ္တမိနန္ဒီရာဂတဲ့နှစ်သက်စရာအာယုန်နဲ့တွေ့ရင်နှစ်သက်လိုက်တယ်တွေ့တာစရာရှိတယ်တွေ့တာလိုက်တယ်ဆိုရင်ဒါမြုပ်သွားပြီမြုပ်လည်းမမြုပ်ဘူးဟိုဘက်ကန်းလည်းမရောက်ဘူးဒီဘက်ကန်းလည်းမရောက်ဘူးမြုပ်မှုကလည်းသိမထင်ရှားဘူးလို့ဘာလာပြန်နှုံးဆိုလို့ရှိရင်မြစ်လေကောင်မှာတောင်ထွန်းနေတယ်လို့လူတွေမှာခုနကတန်ရောစင်တွေစွန့်လိုက်နိုင်တော့လဲဘာလာပြန်နှုံးဆိုအတ္တမိမာနငါဆိုတဲ့မာနလေးကကျန်တယ်တရားကြောင်းသွားရင်လည်းအဲ့ဒါလေးကပါလာငါညံစင်နာပြီးပြီသူတို့ကမနာဘူးသူငါတရားကိုဘယ်တစ်ချိန်ဝင်ပြီသူတို့တခါမှမဝင်ဘူးငါတရားပေါက်ပြီးတာဒီသူတွေတခါမှမပေါက်ဘူးတရားနဲ့ဝေးနေတယ်မလာဘူးလားအဲ့ဒါမျိုးအတ္တမိမာနတဲ့အဲ့ဒီမာနမျိုးမပြောနဲ့ရှင်သာရိပုတ္တရှင်အနုရုဒ္ဓမထေရမြတ်ထားတဲ့မာနတောင်မှပဲယန္တာဖြစ်ဖို့အဟံတာကြီးဖြစ်သွားငါစัจ java လာ1000ကိုဒိဗ္ဗစကုနဲ့ကြီးနိုင်တယ်လို့
ကြည့်နိုင်လို့သူကြည့်နိုင်တယ်ဆိုတဲ့အတွေးတွေးတာလေအဲ့ဒီအတွေးလေးကြောင့်မို့လို့သူကယန္နာမဖြစ်ဘူးရှင်သာရိပုတ္တရာကထောက်ပြတယ်အဲ့ဒီအတွေးမတွေးနေတဲ့ဒါမာနအတွေးတဲ့အဲ့ဒါလေးဖယ်လိုက်မှသူယန္နာဖြစ်တာတော့ဖြစ်ဘူးဘလောက်တမာရီကောင်းနေလဲဒိဗ္ဗစက္ခုဝိညာဉ်ရထားတဲ့ပုဂ္ဂိုလ်ဇန်နေကုံရထားတဲ့ပုဂ္ဂိုလ်သို့တော့ဒါလေးခံနေအဲ့ဒါဘာလို့ဆိုတောင်းတင်နေတာခေါ်ရှေ့ဆက်လို့မရဘူးသင်္ဘောတွေတောင်းတင်သွားရင်ရှေ့မောင်းလို့ရပါမလားမရဘူးရှေ့တိုးမရတော့အဲ့တော့အဲ့ဒီမာနလည်းပဲအမတန်တတိထားရတယ်အဲ့ဒါလည်းဖြုတ်ဖို့လိုတယ်အဲ့ဒါဖြုတ်လိုက်ပါပြီပတ်ဝန်းကျင်နဲ့လိုက်လျောရောနေတယ်ဘုန်းကြီးရဟန်းတွေဆိုလို့ချင်းတရားဓမ္မတွေနဲ့တန်ရောစဉ်ဖြစ်ပြီလူတန်ရောစဉ်တော့ခွာခဲ့တယ်မိသားစုတန်ရောစဉ်မရှိဘူးအိမ်တော်မရှိသည့်အတွက်ကြောင့်အိမ်တော်တန်ရောစဉ်မရှိဘူးဒါပေမဲ့ကိုးကွယ်တဲ့တရားဓမ္မတွေပေါ်မှာတန်ရောစဉ်ဖြစ်နေပြီဆိုရင်ဒါလူအစဲခံလိုက်ရပြန်ပြီအဲ့ဒါလူဝတ်ကြောင့်နေနဲ့ပြောမယ်ဆိုလို့ချင်းကမ္မထမ်းကျောင်းတော့သွားတယ်အိမ်စိတ်မချလို့တဲ့မြည်စိတ်မချသေးလို့ပြန်လာခဲ့တယ်ဟုတ်ကလားသာသမီတွေစိတ်မချသေးလို့ပြန်လာခဲ့တယ်မခွာနိုင်သေးဘူးဖြစ်နေတယ်အဲ့ဒါမျိုးဟာတောင်းတင်တာပဲတဲ့ရှေ့ဆက်သွားလို့ရပါမလားမရဘူးရှေ့တိုးလို့မရဘူးတောင်းတင်သွားပြီလေတတုံးကြီးတောင်းတင်တယ်လို့ပဲကိုကတောင်းတင်နေတောင်းဆိုတာဘာပြောတာတော့ဆိုခုပြောခဲ့တယ်နော်အတ္တမိမာနတောင်းတင်တာတဲ့မာနရှိနေတောင်းတင်လာတရားတို့တရားမြတ်ရလို့ကိုယ့်ကိုအထင်လေးရှိလာရင်တောင်းတင်တာခြေထဲမြုပ်သွားတာကအတွေ့အတာမှုကခုနမြုပ်သွားတွေ့တာမှုတွေကိုဆွန့်လွတ်နိုင်လို့ကိုယ့်ကိုအထင်ရောက်လာပြန်လို့ရှိရင်လည်းတစ်ခါတောင်းတင်ပြန်တယ်မစိတ်မချလို့ဆိုတဲ့အခါကျတော့လူဆယ်ခံရပြန်လူဆယ်မခံရဘူးလားအဲ့ဒါခံရတယ်နော်လူဆယ်တာတော့မခံရပါဘူးဘယ်သူဘောမှသာရစေမထားဆွေတွေမျိုးတွေနဲ့လည်းသင်္ကန်းပြနေလိုက်တယ်သို့တော်လည်းစိတ်ထဲမှာဒီဘဝမှာနိဗ္ဗာန်မရသေးဟောဒီအကျင့်ကလေးကြောင့်ငါနတ်ပြည်ရောက်ပါရစေနတ်မင်းကြီးဖြစ်ပါရစေဒီလိုအတွေးလေးတွေဝင်လာပြီးတော့ကိုကျင့်ထားတဲ့အကျင့်ကလေးတွေနဲ့နတ်ပြည်နဲ့အလဲလဲလှုပ်ချင်လာနိဗ္ဗာန်ဆိုတာဘယ်မှမသိသေးဘူးနိဗ္ဗာန်သွားဖို့စောပါသေးတယ်နတ်ပြည်ကလက်စည်းစိမ်လေးခါလိုက်မှပဲလို့အတွေးလေးဝင်လာပြီးငါကျင့်ထားတဲ့အကျင့်လေးနဲ့လေနတ်ပြည်သွားကျင်ပါတယ်ဆိုတဲ့အတွေးလေးဝင်လာလို့ရှိရင်ဒါနတ်ဆယ်ခံရပြန်နိဗ္ဗာန်မရောက်နိုင်ပြန်ဘူးအဲ့ဒီပုဂ္ဂိုလ်ကဟုတ်ကဲ့လားအဲ့ဒါဟာနတ်ရဲ့အစယ်ခံရတာလို့တဲကောင်းပြီလူလည်းမဆယ်ဘူးနတ်လည်းမဆယ်ဘူးသို့တော်လည်းကာမဂုဏ်အာယုန်တွေကနေခွဲမထွက်နိုင်ဘူးကာမဂုဏ်ဆိုတာကာမဆိုတာနှစ်သက်စရာအာယုန်ကိုကာမလို့ခေါ်တယ်အဲ့ဒီနှစ်သက်စရာအာယုန်များဟာလူရဲ့စိတ်ကိုနှောင့်ယှက်ထားတတ်သောကြောင့်ဂုဏဂုံလို့ပြောတာဂုံချက်တည်ရှိတဲ့ဂုံမဟုတ်ဘူးကာမဂုဏကာမဆိုတဲ့အနှောင်ဖွဲ့လို့ဒီလိုဆိုလိုတယ်တတုံးတုံးဟာဝဲလည်နေတယ်ဆိုလို့ရှိရင်ထိုတတုံးဟာဝဲဆုတ်ခံရပြီဆိုလို့ရှိရင်ဒီတတုံးဟာရှေ့ရွေးလို့ရပါမယ်ဒီနားမှာပဲဝဲလည်တော့ကလူတွေလည်းကာမဂုဏ်အာယုန်တွေကိုမဖယ်ဖြတ်နိုင်တဲ့အတွက်ကြောင့်ဝဲလည်နေဝဲလည်တယ်ဆိုတာကြည့်လေခုနတုန်းကတည်းကသူကဝဲလည်ပုံကလူကညီးတာညီးပြီးတော့ဝိနေတယ်ဆိုတော့ဒီနားတယ်ပဲဝိနေတာမသွားနိုင်ဘူးအဝေးကိုမသွားနိုင်ဝေးကိုမသွားနိုင်ဒီအာယုန်လေးတွေမှာလက်ပတ်ပြီးတော့ပျော်ခြင်းနေတာကာမဂုဏ်အာယုန်တွေထဲမှာအဲ့ဒါဝဲလည်နေတာလို့ခေါ်တယ်အဲ့ဒီလိုဝဲလည်တာကနေမထွက်နိုင်ဘူးဆိုလို့ရှိရင်ဒီတတုံးကြီးဟာဘယ်တော့မှပင်လယ်ထဲကိုမရောက်ဘူးကာမဂုဏ်အာယုန်ဆိုတဲ့ဝဲတွေကမထွက်နိုင်တဲ့လူတွေဟာလည်းပဲဘယ်တော့မှနိဗ္ဗာန်ကိုမရောက်နိုင်ဘူးလို့ဒီလိုဆိုလို့တယ်ပေါ့အားလုံးခြုံပြီးတော့ကြည့်လိုက်ရင်မြတ်စွာဘုရားကဓာတုခန္ဓောပမသုတ်တံဆိုတာကောသမိပြည်နာကခင်းကမြေကမ်းမှာခ
King of Yetema, the Tony Mionida will cheat you, TDI will fall like that. Ninala, hey, Unama, the Tony Mionida. Eddie the Tony, Hovagan and Matemu, Divagan and Matemu. Yeren and Yopadu, Town and Matemu. Luriga, Sevadu, Nagalan, the Sevu, Wagalan, the Sobu. The Tony, I never, Chile Gaune. And this other, and this is it. Mare the Tony so in Payamale, Penerayama. A minute to relay. Nevango, a young Dwaja, a young Dwada Kama, who were Galamatin, no, even Galamatin. He really knew Madwazine, Lama level, you Madwazine, Town Lamatin. Do that, do say Ale Makayazine, not say Ale Makayazine. Where so Dwara or Lemakaya in a pimple get the Damu Lemachisi Janelu, yes of Yaga. He the Tony would cheap you, Yanu. Never Damo, Uti, or they would have party lower Mesura, Captain Beta. Okay, Captain Beta. Ana Captain Shua Maros and Tibi, Shua Maro, Tamadeki never Toma, Magane and the Ku never Dwara, really. Again, she found a Magane, a very good do like me, Magane, and yen so that Tamadeki, ya. Mamma Ganga Juba Ado Wuzure, Tamawayama. Ero, Mamma Ganga, Amaya Jen so that Tamadati, Mamma Ganga 16 years so that Tamadamadi. So just be loud so that Chile go. Era de Bonsa like that, Gajano, Beggy Shibabe. Beggy Shibane, Lulu. Or if the Toya shows you, Pelere Yauka the Lube, the Notaria, and Neva View, Uti, Tuanima, Chija and Neva went on my way to the Hora, no? Hello, Yahani would time Vito, yes of Yaga. King of you, let you told me that the Tony, Yabi, or Horny Chema. Nanda so that Lojama Dioga, Elinama, Mayamalene Yaula, Piahora, Natal, the Tony John Bioni and Natal. Come only Natal with a method. Yes, of Yaga, the Yane Sotalayo. Nanda so that Lojama Lauji to Malama Gama. Piashi, Yaubido, Duta Vido. The Shindiade. The Vido, Hobagan and Macaba Wudiade. Matinziaba, who Divagan and the Vido Matinziaba Wudia. She leg on them and Yusiaba Wude. Vido the Vido, now Lematinziaba, who lose a lady Vido Macama, who doesn't have Macama. Well, so Macaya, the Vido lay a twinkle sweetie, Cogentina, Jadiade Pogulem, Chisiaba, the Vido Yahamboa, Gubiaziva, Quintuba, Yahuman and the shop. Now, they are be that they are Yanni or Bajas are around your dam, a lot of that Yoga, the Adu Yako. Okay. Here we shout out, yes, of the Abaya, the mid Noari, finishing with what I own it. To a Kazan or Yamamu. And to about your any thought I am I will do down, need a good change the show, I know. Here we shout out, Chimian and Noawi, I change I know Indian Yamabare. So, yes, of Yaga, who the coat down was she thought, oh, happy nothing, I will be made as well. Look at Yaya, no, you will mount me or by Shango, Noari, J.W. Ataga. Atavi, Piazzi, Jala, Vido. Rather than on the Kare went on, he be that the thing I woman in sheep out of thee. I didn't another than Raja, the Kare doesn't have a way, Vido. 40 years of the Hotter and the Tony. Gugama lowe, Overcome a down to Josare, and a Josare, Megashima. Divagam a down, Josare. No, a lemon, Yumado, Josare, Tom a down, Josare, Luce Macaya, Nasa Macaya, Wesso Macaya, Josare. Within the land at Tiwa, a bimbo Machi Josare later. Majaga met to Yana Chutava, the Hardy Diana, Yana Chutava. Daro Kandokamato. Daro Kandokamato, Sarori, Kotara, Shivani, Daja would yet check and do and break that boundary. Daro Kandokamato.
အနှစ်ချုပ်ဘုန်းကြီးတို့တွေကနိဗ္ဗာန်တို့ဥတည်သွားနေသူဆိုတဲ့ခေါင်းစဉ်တစ်မျိုးနဲ့ခေါ်ကြတာဖြစ်ပါတယ် apply လုပ်တဲ့နည်းနဲ့ခေါ်ကြထားတာဖြစ်ပါတယ်မိမိခန္ဓာကိုယ်မှာဒီတိုင်းလိုက်တာจิตသုံးခြင်းဖြင့်နိဗ္ဗာန်ကိုတို့တွေဟာဥတည်သွားနေတာဥတည်သွားနေဖို့ရာအတွက်ဟိုဘက်ကမတင်အောင်ဒီဘက်ကလည်းမတင်အောင်အလယ်လည်းပြုတ်မသွားအောင်တောင်းလည်းမတင်အောင်လူဆယ်တာလည်းမခံရအောင်နတ်ဆယ်တာလည်းမခံရအောင်ဝဲဆုပ်တာလည်းမခံရအောင်အတွင်းပုတ်နေတဲ့ကိုယ်ကျင့်တရားပြည့်ပြားတဲ့ပုဂ္ဂိုလ်လည်းမဖြစ်ရအောင်တတိထားပြီးတော့ကြိုးစားအားထုတ်ကြမယ်လို့ကိုယ်စီဒိဋ္ဌံပြီးစိတ်ကြံကြိုးကုပ်အားထုတ်နိုင်ရပါစေကုန်၏မေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းမာသိချမ်းသာတို့ရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဒုသင်္ကမမနောတရတိတဝေတံပဝါယံဒုဒုက္ခန္တကမေတ္တာပုံနေဒုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလမင်းနေရောင်ခြင်းရှေယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရာတိမြင့်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ပြည်တင်းစိတ်နှလုံးဒီဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကသာစင်တော်ရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာခြားပန်းတို့သည်ဘုံလန္တဝန္တာရှင်မြူဝုမုံလူလည်းရဲ့ကြည်လူဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိဒီဟုသောယနန္တို့သည်ဘဝယံဒီကောင်းစွာမသွေဆိုင်လိုက်၍နေကြပါစေကုန်တည်း